Hello ကိုရဆိုလာဆိုင်အလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဆန်ရဲ့ကျတုံနေတော်လူမှာဖြစ်ပါတယ်ခင်ဗျာဆန်လူရတော့မဟုတ်ပါဗျာလူတော့ချောင်းပါပေါ့နော်စတထုံးကို100ကျပ်ကျတုံနေတစ်ထုံးကို100ကျပ်နှုံးနဲ့လူရစစ်ဆက်နဲ့2ယောက်စာစစ်ဆက်နှစ်ထုံးပေါ့နော်ကျစစ်ဆက်နှစ်ထုံးကျတုံစစ်ဆက်နှစ်ထုံးတော့ချောင်းမှာဖြစ်ပါတယ်ခင်ဗျာအခုသွားရောင်းမဆန်ကိုလူဒန်းပေးတာကတော့မျိုးရဲသားရွာနေဥဖိုးထောင်နဲ့သူကြီးစနီဒေါ်ခလမနာဝနေပြီးတော့ဆန်လေးတင်းရဲ့ရွာတက်ထဲပါနော်အဲ့အနေတော့မတော်မရင်ထွေးရနေပြီးတော့လဲစက်သွန်နီတအိတော့တဲမရနေပြီးတော့စက်သွန်နီတအိကျန်တဲ့တော့ရကြတော့ကျွန်တော်မောင်ကျောင်းသားနဲ့အခုမြင်နေရတဲ့ဆရာတော်နဲ့အတူတော့ရတော့သူတော်ဘောနော်အားလုံးစုပေါ့စက်သွန်ည9ဖြစ်ပါတယ်ခင်ဗျာအခုလိုအစစ်သက်တော်လူရအောင်ပေါ့နော်လောအတာနာနေနဲ့ဝါထုတ်ပေးတဲ့အတော်နဲ့ရောက်ဝရကျူးပြပါတယ်ခင်ဗျာအခုလိုကျွန်တော်တို့ဒီအလူရှင်များနဲ့အတူပေါ့နော်ပြုလို့ရတဲ့ကုသိုလ်ကောင်းမှုများကိုလည်းယခုကြည့်ရှုသူအားလုံးကိုနှလူအများသာဓုခေါ်နိုင်ကြပါစေလို့ကုသိုလ်အများပေးဝေးပါတယ်ခင်ဗျာအများပါတူတာ